တွေးဆောင်ခြင်းတွေကိုလက်ခံနိုင်ရင်ကွဲကွာရခြင်းတွေ၊ကွေကွင်းရခြင်းတွေကိုလည်းလက်ခံနိုင်ရလိမ့်မယ်။ဟောဒီလောကကြီးထဲမှာလေအချစ်ဆိုတဲ့ကျိုးနယ်ပဲရှိရှိတန်ရုံးစင်ဆိုတဲ့ကျိုးနယ်ပဲရှိရှိရေစက်ဆိုတဲ့ကျိုးနယ်ပဲရှိရှိဘယ်နောင်ကျိုးကမှမြဲတယ်ဆိုတာမရှိပါဘူး။ဒါကြောင့်မမြဲတဲ့သဘောကိုသိအောင်ကြိုးစားပါ။ဘယ်အရာကမှကိုထင်ထားသလိုမြဲတာမဟုတ်ဘူးလို့သဘောပေါက်လာတဲ့အခါကျရင်ခွင့်လွတ်တက်လာမယ်။ဆုံးလွတ်တက်လာမယ်။ခွင့်လွတ်နိုင်ရင်ခွင့်လွတ်နိုင်သလောက်ကိုကလွတ်လပ်သွားမယ်။စိတ်နှလုံးဟာလည်းငြိမ်းချမ်းသွားလိမ့်မယ်။ဆုံးလွတ်နိုင်ရင်ဆုံးလွတ်နိုင်သလောက်ပေါ်ပါမယ်။အေးချမ်းမယ်။တည်ငြိမ်မယ်။လွတ်လပ်မယ်။မဆုံးလွတ်နိုင်သေးရင်တော့ပူလောင်ရမယ်။တောကတွေများရမယ်။မျက်ရည်တွေကြားရပါလိမ့်မယ်။ဒါကြောင့်ဘဝမှာလွတ်လပ်ခြင်းနဲ့ပေါ်ပါခြင်းနဲ့ဆိုရင်ခွင့်လွတ်နိုင်အောင်ကြိုးစားပါ။ဆုံးလွတ်နိုင်အောင်ကြိုးစားပါ။ဘယ်အရာကမှမမြဲဘူးဆိုတာကိုသဘောပေါက်အောင်ကြိုးစားပါ။နောက်ပိတ်ဆုံးတယောက်တည်းလဲနေနိုင်အောင်ကြိုးစားပါ။ပြင်ဆင်ထားပါ။လောကမှာလေဘသူကမှကိုယ့်အပေါ်ကိုကိုယ်လောက်မချစ်ဘူးဆိုတာကိုလည်းမြဲမြဲမှတ်ထားပါဒီကနေ့သဘောကျမိတဲ့စာစုလေးကတော့ဆရာမဆုရှာမေရေးထားတဲ့ကိုဘဝကိုစိတ်ချိုက်ဆိုတဲ့စာအုပ်ထဲကပဲဖြစ်ပါတယ်တယောက်တည်းလည်းပြောအောင်နေပါတယောက်တည်းလည်းပြောအောင်နေတတ်သွားတဲ့အခါကိုဘယ်လိုရှင်းရမယ်ကိုဘယ်လိုပြောအောင်ထားရမယ်ဆိုတာနောက်ကိုအတွေးတွေကိုငြင်းချအောင်ဘယ်လိုထားရမလဲဆိုတာကိုကောင်းကောင်းနားလည်သွားတဲ့အခါတခြားသူတွေကိုမမျှော်လင့်တော့ဘူးပေါ့လောကကြီးမှာလေလူတိုင်းကဝေးဝါးလာလေတယောက်တည်းသိဆုံးသွားရင်လည်းတယောက်တည်းသိဆုံးရမှာပဲလေအဲ့ဒီသဘောတရားကိုလက်ခံထားမယ်ဆိုရင်လူတွေအပေါ်ကိုလူရာထက်ပိုပြီးတန်ရုံးစင်ထားမိတာတွေညှိတွယ်မိတာတွေမရှိတော့ဘူးပေါ့အဲ့လိုမှမဟုတ်ဘူးဆိုရင်ကိုယ့်ရဲ့ပျော်ရွှင်မှုဟာအခြားသူတယောက်အပေါ်မိခိုမိတာမျိုးဖြစ်သွားတတ်တာပေါ့ပျော်ရွှင်မှုဆိုတာကလေတခြားသူတယောက်အပေါ်ကိုမိခိုလိုက်မိတာနဲ့တပြိုင်နက်အဲ့ဒီပျော်ရွှင်မှုကစပြီးပျောက်ကွယ်သွားတာနဲ့အတူတူပါပဲကိုတခြားသူတယောက်ကကောင်းကောင်းမွန်မွန်ဆက်ဆံမှပဲပြောတယ်ပျော်အောင်ထားမှပဲပြောတယ်သူမရှိရင်မပြောဘူးဆိုတာမျိုးတွေဖြစ်လာတော့တာပေါ့တကယ်တော့လေဘယ်သူမှမရှိလဲဖြစ်တယ်ဆိုတော့စိတ်ကိုထားရမှာပေါ့တယောက်တည်းလဲဖြောနေတတ်အောင်လေ့ကျင့်ရမှာပေါ့တယောက်တည်းဖြစ်နေတာကအထီးကျန်နေတာမဟုတ်ပါဘူးတယောက်တည်းနေရတာဟာဘဝကိုအများကြီးကောင်းကျိုးပေးတာတွေလည်းရှိပါတယ်တွေးတောစဉ်းစားကြည့်ပါတယောက်တည်းခရီးတွေထွက်ကြည့်ပါတယောက်တည်းအစားအသောက်တွေကိုထိုင်စားကြည့်မယ်တယောက်တည်းဈေးဝယ်ထွက်ကြည့်မယ်ကိုပြောအောင်ထားမယ်ကိုယ့်ရဲ့အတွေးတွေကိုငြိမ်းချမ်းအောင်တွေးကြည့်မယ်ဆိုရင်တယောက်တည်းနေတာဟာပျော်ရွှင်စရာကောင်းလာပါလိမ့်မယ်အဲ့ဒီအခါမှာမလိုအပ်တဲ့အပူတွေနည်းလာမယ်မလိုအပ်တဲ့အချုပ်ထုတ်တွေလည်းရှင်းလာပါလိမ့်မယ်ဒါကြောင့်မလို့တယောက်တည်းဖြစ်နေတဲ့အခါမှာအထီးကျန်နေဆိုပြီးမခံစားပဲတယောက်တည်းလည်းပျော်နေတတ်အောင်လေ့ကျင့်ထားရမှာဖြစ်ပါတယ်အားလုံးပဲဖြွန်လန်းရှင်းပြကြပါ